ရုရှားနိုင်ငံကလင်းတင်သင်္ဘောတစ်စီးပဲပိုင်ပြီးတော့စစ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်နေတာကအကြောင်းရင်းရှိပါတယ်။တရုတ်နိုင်ငံက3စင်းရှိပြီးတော့အမေရိကန်နိုင်ငံက7စင်းတောင်ရှိပါတယ်။ရုရှားနိုင်ငံမှာရှိတဲ့တစ်စီးကလည်းအဟောင်းကြီးဖြစ်ပါတယ်။ဒါဆိုရင်ရုရှားနိုင်ငံကဘာဖြစ်လို့ခေတ်သစ်လင်းသင်္ဘောတွေမဆောက်တယ်လဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။သူတို့ရဲ့ယူဆချက်ကလင်းတင်သင်္ဘောတွေကထောက်လန်းရလွယ်ကူပြီးတော့အဝေးကမစ်ဆယ်တွေနဲ့ပြစ်နိုင်တဲ့အတွက်ကြောင့်မလို့အားနည်းချက်ရှိတယ်လို့ဆိုပါတယ်။ခေတ်သစ်လင်းတင်သင်္ဘောတွေက73နဲ့14ဘီလီယံထိအောင်ကုန်ကျစရိတ်ရှိပါတယ်။ဒါကြောင့်မို့ရေပြင်ပေါ်ကသင်္ဘောတွေထက်ရန်သူတွေထောက်လန်းရခက်ခဲတဲ့ရင်ကုန်သင်္ဘောတွေကိုပဲအစစ်မြစ်တည်ဆောက်နေတာဖြစ်ပါတယ်။သူစီမှာခါဆန်ဘဲကော့နဲ့ခွန်ညာဗလာဒီမာဆိုတဲ့ရင်ကုန်သင်္ဘောတွေကကမ္ဘာကျော်နာမည်ကြီးတွေဖြစ်ပါတယ်။ခါဆန်ဆိုတဲ့ရင်ကုန်သင်္ဘောကလည်းပြိုင်ဘက်ရေတပ်ကိုထော်ပီဒိုတွေအများကြီးတစ်ပြိုင်တည်းပစ်ခတ်ပြီးတော့ခြုံကိုတိုက်ခတ်နိုင်ပါတယ်။ဘဲကော့ရင်ကုန်သင်္ဘောကြည့်ရင်လည်းသူဟာနျူကလ িয়ার စွမ်းအင်ကိုသုံးထားပြီးတော့ရေအောက်ဒရုန်းတွေကိုအများကြီးပစ်ခတ်နိုင်ပါတယ်။သူရဲ့ပိုဆိုက်ဒုံနျူကလ িয়ার လက်နက်တွေကရန်သူရေတပ်ကိုလည်းဖျက်ဆီးနိုင်ပြီးတော့ကမ်းခြေမှာလည်းဆူနာမီလမ်းလုံးကြီးတွေဖြစ်အောင်ဖန်တီးနိုင်ပါတယ်။ဒီလက်နက်ကြောင့်တစ်ဖက်နိုင်ငံမှာဆူနာမီတွေဖြစ်ပြီးတော့ဒုက္ခတွေများသွားနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ ballistic missile တွေကိုတိတ်ဆောင်သွားလာနိုင်တဲ့ကွန်ညာဗလာဒီမာဆိုတဲ့ရင်ကုန်သင်္ဘောဖြစ်ပါတယ်။ဒီပေါ်မှာဘူလာဗာနျူကလ িয়ার လက်နက်16ခုအောင်တိတ်ဆောင်နိုင်တဲ့အတွက်ကြောင့်မလို့အနေအကြီးဆုံးဖြစ်ပါတယ်။ဒီလက်နက်တစ်ခုထဲမှာနျူကလ িয়ার ထိပ်ဖူးတွေအများကြီးတက်ဆင်နိုင်တဲ့အတွက်ကြောင့်မလို့အမေရိကန်နဲ့ဥရောပကိုတပြိုင်နက်တည်းပစ်ခတ်နိုင်ပါတယ်။အများထင်နေကြသလိုစစ်ဖြစ်လာခဲ့လို့ရှိရင်ဝေဟင်ကပဲပြစ်မှာမဟုတ်ပါဘူး။ကမ္ဘာမှာအမေရိကန်စစ်ခြေစိုက်စကန်တွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဝေဟင်ကနေတက်လာသမျှနျူကလ িয়ার လက်နက်တွေကိုတော့ကြားဖြတ်ပစ်ချခြင်းပစ်ချနိုင်ပါလိမ့်မယ်။အခုနောက်ပိုင်းမှာရုရှားနိုင်ငံထုတ် hypersonic လက်နက်တွေကလည်းအပြိုင်ဘက်နိုင်ငံတွေပစ်ချနိုင်ဖို့အတွက်ခက်ခဲနေစေဖြစ်ပါတယ်။နောက်ဆုံးလက်နက်ကတော့ Oshnik ဆိုတဲ့လက်နက်ဖြစ်ပါတယ်။ဒီလက်နက်ကတော့အမေရိကန်တွေကိုယ်တိုင်ပစ်ချဖို့အတွက်ခက်ခဲတယ်ဆိုပြီးတော့ဝန်ခံထားပါတယ်။ဒီလက်နက်က hypersonic အတန်ထက်9ဆမြန်တဲ့နှုန်းတက်တောင်ပိုတဲ့အတွက်ကြောင့်မလို့ကာကွယ်ရေးစနစ်တွေတုံ့ပြန်ခြင်းမလောက်ဘူးလို့ဆိုကြပါတယ်။အခြား ballistic missile တွေကတက်နှန်းသွားကြပေမဲ့ Oshnik လက်နက်ကတော့အပေါ်အောက်ပင်ညာလမ်းကြောင်းပြောင်းပြီးတော့ပြေးနိုင်ပါတယ်။အရမ်းမြန်တဲ့အပြင်အပူချိန်မြင့်မားတဲ့အတွက်ကြောင့်မလို့ radar တွေအချက်လက်တွက်ချက်မှုမှားယွင်းနိုင်ပါတယ်။တချို့ဒီဇိုင်းတွေမှာငစားချတဲ့စနစ်တွေပါဝင်တဲ့အတွက်ကြောင့်မလို့ဘေးဟာကိုအရင်ပစ်ချမှန်းမသိဖြစ်တတ်ပါတယ်။ဒီအချက်လက်တွေကအမေရိကန်တွေရရှိထားတဲ့အချက်လက်တွေဖြစ်ပြီးတော့ရုရှားကတော့အတိအကျအခုချိန်ထိကိုမထုတ်ပြန်သေးပါဘူး။ဒီလိုမျိုးလက်နက်ကြီးတွေကိုယူကရိန်းစစ်ပွဲမှာမသုံးသေးဘဲနဲ့သူတို့သတ်မှတ်ထားတဲ့တဆင့်ချင်းစီဝယ်တိုးမြင့်သုံးနေတာဖြစ်ပါတယ်။ပြန်မဲ့အမေရိကန်တွေနဲ့လည်းဒီဟာအတွက်ကိုအပြေရှာနေရသေးဆိုပြီးတော့ဝန်ခံထားကြပါတယ်။အင်္ဂလန်နိုင်ငံကယူကရိန်းစစ်ပွဲမှာပြောင်ပြောင်တင်းတင်းပါဝင်လာလို့ရှိရင်ပိုဆိုက်ဒိုလက်နက်နဲ့ပစ်ပြီးတော့အင်္ဂလန်နိုင်ငံလုံးကိုရေအောက်ရအောင်လုပ်ပစ်မယ်ဆိုပြီးတော့ရုရှားသမ္မတဗလာဒီမာပူတင်ကချင်းချောက်ထားတာလည်းရှိပါတယ်။ဒီအချက်ကြောင့်ပဲယူကရိန်းစစ်ပွဲကနေအမေရိကန်ကနှုတ်ထွက်ပြီးတော့ငြိမ်းချမ်းရေးအမြန်ရအောင်လုပ်နေတာလည်းဖြစ်နိုင်ပါတယ်။ဘေးအရာမဆိုအားသာချက်နဲ့အားနည်းချက်တွေတော့ရှိကြပါတယ်။ကျွန်တော်ငယ်ငယ်တုန်းကတော့ခေတ်သစ်စစ်ပွဲတွေမှာရင်ကုန်သင်္ဘောတွေကအသုံးမဝင်တော့ဘူးလို့ထင်ခဲ့ဘူးပါတယ်။နိုင်ငံအများစုကတော့အဲ့ဒီလိုပဲတွေးကြတယ်လို့ထင်ပါတယ်။ဒါပေမဲ့ရုရှားကတော့သူများနဲ့ပြောင်းပြန်တွေးပြီးတော့အသုံးချနေတာပါ။ရင်ကုန်သင်္ဘောဆိုတာရေအောက်ထဲကိုငုံသွားရင်ရှားရခက်ပါတယ်။အနက်ပြည်များများကသွားလေလေရှားရခက်လေလေဖြစ်ပါတယ်။ဒါကြောင့်မို့ရုရှားနဲ့မြောက်ကိုရီးယားကလင်းတင်သင်္ဘောထက်ရင်ကုန်သင်္ဘောတွေကိုအပြည့်တည်ဆောက်နေတာလည်းဖြစ်နိုင်ပါတယ်။ဒီအကြောင်းအရာတွေကိုဘယ်လိုမြင်ကြပါသလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျ။